မဆုံးချက်မြတ်ကိုစားအနေနဲ့ထည့်ပြီးပြုတ်ပေးထားပါမယ်။ Oh my god! Wow! ကြည့်ရင်တော့ဆယ်ထားပေးပါမယ်။ Nice. ထောင်းထားတဲ့ကြက်သွန်လေးကြက်သွန်ဖြူထည့်ပြီးစီတက်ပါမယ်ပြီးရင်စနုံးမုံအနည်းငယ်ထည့်ပါမယ်။ Nice. ကြက်သွန်နွမ်းလာရင်ပစုံရက်နဲ့ပဲပင်ပေါက်ထည့်ပါမယ်နော်။ Yeah, boy. အရသာအတွက်စားအချုံမှုန့်ထည့်ပါမယ်နော်။အစိုးရနဲ့ပဲပင်ပေါက်ကြော်လေးရပါပြီနော်။ Oh my god! Wow! ထောင်းထားတဲ့ကြက်သွန်လေးကြက်သွန်ဖြူထည့်ပါမယ်နော်ပြီးရင်အယောင်တင်မှုန့်နှစ်စွန်းထည့်ပါမယ်စနုံးမှုန့်အနည်းငယ်ထည့်ပြီးကြက်သွန်လေးတွေနွမ်းလာတဲ့အထိစီတက်ပေးပါမယ်စီတက်ထားတဲ့ကြက်သွန်လေးတွေနွမ်းလာရင်အစင်းတက်ပြီးထားတဲ့ခရမ်းချင်သီးလေးတွေထည့်ပါမယ်နော်ပြီးရင်အရသာအတွက်စားအချုံမှုန့်ထည့်ပါမယ်Huh?ရေနည်းငယ်ထည့်ပြီးခရမ်းချင်သီးလေးတွေယူအောင်ဆက်ပြီးချက်ထားပေးပါမ